Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဘွားရယ်ပေါ့နော်ဒါပထမဆုံးဒီပွဲကြိုသုံးသက်ချက်လေးလို့ပြောမလားပေါ့နော်ကျွန်တော်ကြိုက်နေတတ်တဲ့အသင်းလေးကိုဒီရရှိလျှောက်ပွဲကြိုသုံးသက်ချက်လေးတွေရိုက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အားပေးကြပါအောင်လို့ဒီညနေမှတခုမြတ်တာရက်ခံကြပါတယ်ကျွန်တော်ပထမဦးဆုံးဖြစ်တဲ့အတွက်လိုအပ်ချက်တွေအများကြီးရှိနေပါသေးတယ်ဝိုင်းပြီးလဲအကြံပြုလို့ရပါတယ်ကျွန်တော်ဒီနေ့ဘယ်ပွဲလေးကိုကျွန်တော်ပွဲကြိုသုံးသက်ချက်လောက်သွားမလဲဆိုတော့ကျွန်တော်ကဘာဖန်ကျွန်တော်က Man U fan Manchester United fan ဖြစ်တဲ့အတွက် Man U ပွဲနဲ့ပတ်သက်တာလေးကိုပဲကျွန်တော်ပွဲကြိုသုံးသက်ချက်လေးတွေလောက်သွားပေးပါမယ်။နောက်အခွင့်အခါများသိရင်ကျွန်တော်ဒီထက်မှကအချိန်ရှင်ဒီထက်မှကကျွမ်းကျင်လာရင်ပေါ့နော်ကျန်တဲ့ပွဲလေးတွေရောသုံးသက်ချက်လေးတွေလောက်ပြီးမှလောက်သွားမဲ့အစီအစဉ်လေးတွေရှိရပေါ့နော်အခုတော့ပထမဆုံးဗီဒီယိုဒီပွဲကြိုသုံးသက်ချက်လောက်တဲ့ပထမဆုံးဗီဒီယိုဖြစ်တဲ့အတွက်လိုအပ်ချက်လေးတွေအများကြီးရှိပါမယ်အဲဒီတော့သိခံပြီးကြည့်ပေးကြပါအောင်เนาะကျွန်တော်စကားအမားကြီးလည်းပါကောင်းပါလိမ့်မယ်ပေါ့เนาะတက်နိုင်ဆုံးကြိုးစားပြီးတင်ဆက်သွားမှာပါအဲဆိုတော့ကျွန်တော်ဒီနေ့ဘာပွဲလုပ်မလဲ Man U နဲ့ Sociedad ပေါ့เนาะ Europa League ကျွန်တော်တို့ဒုတိယအကြော့ပွဲစဉ်လေးကိုကျွန်တော်လှုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့ပွဲကဘယ်နေ့ကံမလဲဘယ်နေ့ကံမလဲဆိုတော့ကျွန်တော်တို့ကြာတာပရင်းနေ့ညတောက်ကြနေမနက်2နာရီခွဲမှာကံမယ်ပေါ့เนาะအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ Man U fan တွေအေးပြန်မယ်ညတညကိုထပ်ပြီးမှကြုံတွေ့ရမှာဖြစ်ပါတယ်။ဘာပဲပြောယူရိုပါလိပွဲတွေဆိုတော့ကျွန်တော်တို့ ਨੇ မစိမ့်တဲ့ပွဲတွေပေါ့နော်။ကျွန်တော်တို့ရဲ့တစ်ခုတည်းတော့ကြံတဲ့ချန်ပီယံလိဝင်ခွင့်ရနိုင်မဲ့မျှော်လင့်ချက်ဆိုတာဒီယူရိုပါလိဖလားရရင်ကျွန်တော်တို့ကချန်ပီယံလိဝင်ခွင့်ရတာ哦။အဲ့အတွက်ကြောင့်ကျွန်တော်တို့မျှော်လင့်ချက်လေးကဒီမှာ selection တန်နိုင်ဖို့အတွက်ဒီနေ့ဒုတိယအကြော့မှာ Old Trafford မှာကျွန်တော်တို့အာဆင်နယ်နဲ့ပွဲမှာပြထားတဲ့ခြေစွမ်းအတိုင်းပြနိုင်ရင်တော့ကျွန်တော်တို့အခြေအနေကောင်းနိုင်မယ်အနေထားပါအဲ့အတွက်ကြောင့်ပွဲရဲ့အခြေအနေလေးကိုကျွန်တော်သုံးသပ်ကြည့်မယ်ပေါ့နော်Man Uရဲ့လက်ရှိအခြေအနေကကြတော့ကျွန်တော်ရှေ့မှာပထမအကြော့မှာတော့Sociedadနဲ့ကန်တော့ကလည်းကျွန်တော်တို့ United ကလုံးဝเนาะလူနာတွေများတဲ့ဂျားတွေကကိုအခြေအနေကောင်းတဲ့ရလက်ကိုဖန်တီးနိုင်ခဲ့တယ်အဝေးကွင်းမှာ 1-1 ဆိုတဲ့ရလက်ကကျွန်တော်တို့ United အတွက်မခါခဲ့တဲ့အခြေအနေပေါ့နော်အခုကျွန်တော်တို့ Old Trafford အိမ်ကွင်းမှာပြန်လည်ဆုံတွေ့တဲ့အချိန်မှာကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲကျွန်တော်တို့ရဲ့အနာဂတ်ကိုကျွန်တော်တို့ရဲ့တမိုင်းကြောင်းကျွန်တော်တို့ဖန်တီးခွင့်ရသွားတယ်1-1ဆိုတော့50-50ပဲမင်းနိုင်အောင်ကန်နိုင်မင်းတက်မယ်ငါနိုင်အောင်ကန်နိုင်ငါတက်မယ်ပေါ့နော်အဲ့လိုဖြစ်သွားတယ်အဲ့အတွက်ကြောင့်ဒီနေ့ဒီအိမ်ကွင်းမှာရောဘယ်လိုအိတ်ခံကစားသွားမလဲပေါ့အရင်ပွဲတွေကိုကြည့်အောင်ကျွန်တော်တို့အာဆင်နယ်နဲ့ပွဲမှာကျွန်တော်တို့တရေနီတက်သားတွေကပေါ့နော်မထင်မှတ်တာတွေအရင်လှုပ်ပြရတယ်ပေါ့နော်ပွဲထွက်လူစဉ်17ယောက်မှာ17ယောက်လုံးဝအပြစ်ပြောစရာမရှိလောက်အောင်ပွဲတိုင်းပြည့်နီးပါအများတန်းဆဲခံနေရတဲ့ဦးနာနာတောင်မှအဲ့နေ့တုန်းကလုံးဝကြည့်မလားဂိုးဝင်နိုင်တဲ့ save လေးတွေအကုန် save သွားတယ်။ဘာပဲပြောနောက်တန်းဆိုလဲကျွန်တော်တို့ယူရိုနာသွားတယ်ဗျာ။ဒါပေမဲ့နောက်ဝင်လာတဲ့ကျွန်တော်တို့အာဆင်နယ်လူငယ်ကစားသမားလေးကျွန်တော်တို့သူ့ရဲ့နေရာအကောင်းမွန်ဆုံးအားဖြည့်ပြီးကစားသွားတယ်။ကွင်းလေရလဲကျွန်တော်အများတန်းဆဲနေရတယ်ဗျာ။ Casemiro တက်ကျွန်တော်ရဲ့ဘယ်လိုပြောမလဲပါစင်နဲ့ကျွန်တော်ရဲ့အကြိုက်ဆုံးကွင်းလေအဖြတ်ကစားသမားဆိုလဲဟုတ်တယ်ပေါ့နော်။ဒါပေမဲ့သူ့ရဲ့အသက်အရွယ်ပိုင်းခြားရအခုကျွန်တော် United ရောက်လာတဲ့အချိန်မှာ United Premier League ရဲ့တည်ရမလားကစားအားကိုသူမလိုက်နိုင်တော့ဘူးเนาะသူ့အသက်အရွယ်ပိုင်းခြားကြောင့်အဲကြောင့်မို့ပွဲတိုင်းသူပါတဲ့ပွဲတိုင်းကြီးပါကျွန်တော်တို့ဝေဖန်တန်နေနဲ့ပဲအများတန်းကျွန်တော်တို့ကိုယ်တိုင်ရင်တမမနဲ့ဆဲပြီးမှလောက်ခဲ့ရတဲ့ကစားသမားဒါပေမဲ့ကျွန်တော်အာဆင်နယ်နဲ့ပွဲမှာတော့အကောင်းဆုံးခြေစွမ်းကိုသူပိုင်ဆိုင်သွားတယ်ပေါ့เนาะအဲ့အတွက်ကြောင့်ဒီနေ့ရောကျွန်တော်တို့ဒီ Sociedad နဲ့ပွဲမှာရောဒုတိယအကြော့ပွဲမှာပါနိုင်မလားပေါ့ဒါကတော့ကျွန်တော်တို့လူစင်းကတော့ကျွန်တော်နောက်ဆုံးကျွန်တော်ခက်မှန်းတဲ့အခြေအနေလေးမှာကျွန်တော်ပြောပြပေးမယ်။ဘာပဲပြောကျွန်တော်အာဆင်နယ်နဲ့ပြခဲ့တဲ့ခြေစွမ်းလားကျွန်တော်ဂါနာချိုလဲသူ့ရဲ့ညာချမ်းမှာအရင်တော့ဘယ်ချမ်းမှာဆော့ရင်လူလုံးဝမပေးဘူးချိုးမပေးဘူးကန်မယ်ဆိုတာကြည့်ပဲကန်လိုက်ရင်လည်းလုံးဝ18ကိုက်စီထဲမှာကန်တာတော့မှငှက်ပစ်တယ်လို့ပဲကန်နေတယ်ဒါပေမဲ့ကျွန်တော်တို့အာဆင်နယ်နဲ့ပွဲမှာတော့ကတော့ပြောစရာမရှိတော့လားအောင်ညာချမ်းမှာစော့တယ်ကျွန်တော်နောက်ကမဇာရာဝီကထောက်ထားတယ်ဘယ်လိုပြောမလဲနောက်တန်းရောတိုက်စစ်ကောမှာအခြေအနေကောင်းခဲ့တယ်ပေါ့နော်လုံးဝချိုးပေးတယ်ပြေးတယ် behind the run တွေလည်းကောင်းတယ်အကုန်လုံးကောင်းခဲ့တဲ့အနေထားပေါ့ခါနာချူလည်းကောင်းတယ်အဲ့တော့ပြောစရာဆိုလို့ကျွန်တော်တို့ Eriksen တယောက်ပဲရှိရင် Eriksen နှလုံးမှာဆက်တက်ထားတဲ့ကစားသမားဆိုတော့ကျွန်တော်တို့အများကြီးမပြောလို့ဘူးအဲ့နေ့ကကစားအားတာဒီနေ့ကျွန်တော်တို့ဒီ Old Trafford မှာကျွန်တော်တို့ Sociedad ကိုအဲ့ခံကစားတဲ့နေ့မှာအဲ့ performance အတိုင်းကျွန်တော်တို့ဆက်လက်ထိန်းသွားမယ်ဆိုရင်တော့အဲ့နေ့ကတေချာပေါက်ကျွန်တော်တို့အတွက်အခြေအနေကောင်းပါဒါပေမဲ့လည်းကျွန်တော်တို့
ဒီလူစင်းနဲ့ဟိုဒီပွဲစဉ်တွေကိုဇက်တိုက်ကန်ခဲ့ရတာကျွန်တော်တို့ကစားသမားတွေလည်းပန်းနေပြီပေါ့နော်ဟောကျွန်တော်တို့ရဲ့ကွင်းလေအင်ဂျင်ကျွန်တော်တို့ရဲ့အချစ်တော်ကြီးကျွန်တော်တို့ရဲ့စစ်တီလေးသိန်းနဲ့ညီမျှတဲ့ Bruno Fernandes လည်းကျွန်တော်တို့နားကျင်နေပြီဗျာဒါပေမဲ့လုံးဝမငြင်းမညူပဲဒဏ်ရာလုံးဝမရပဲနဲ့ကျွန်တော်တို့ပွဲစဉ်တိုင်းသူ့ရဲ့ရှိသမျှလုံအားရှိသမျှစွမ်းဆောင်ရည်အကုန်လုံးထုတ်ပြီးမှကျွန်တော်တို့ဆော့ပေးနေတယ်ပေါ့နော်အိမ်နေအတွက်ဆိုရင်လည်းသူဆော့ပေးပါအောင်မယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲပွဲတော့ပန်းနေတယ်ပေါ့နော်ဟိုအခုလူစင်းနေထားကိုကျွန်တော်သုံးသက်ကြည့်ရင်ကျွန်တော်တို့လူနာတွေအရန်များတယ်ဗျာမာတီနက်လည်းမလာသေးဘူးဗျာကျွန်တော်တို့နောက်တန်းဆိုခေါင်းကြီးလည်းမရှိဘူးဗျာခေါင်းကြီးလည်းပါလာဖို့မတိကြဘူးယူရိုကလည်းဟိုတနေ့မှနာသွားတယ်မာတီနက်ကလည်းခြေနေမကောင်းဘူးဗျာကျွန်တော်တို့ဒီဟွာပေါ့နော်ဟိုဥရောပဖလားတွေမှာတော့ကျွန်တော်တို့ဒူဂူတော့ကျွန်တော်ရွေးချယ်ခွင့်ရှိမယ်နောက်ထပ်ကျွန်တော်တို့ရေခဲလူသားရှိမယ်ကျွန်တော်တို့ဟိုဟွာပေါ့နော်နောက်တန်းကကျွန်တော်တို့အခုလူငယ်ကစားသမားလေးရှိမယ်လူအများရွေးချယ်စရာမရှိဘူးဗျာဒါပေမဲ့ကောင်းမွန်ဆုံးပွဲထွက်လာမယ်လို့တော့ထင်တယ်ကောင်းမွန်ဆုံးပွဲထွက်လာမယ်ဆိုတော့ဘယ်လိုပြောမလဲကွင်းလယ်မှာကျတော့ဘယ်သူတွေရွေးချယ်ဖို့ရှိလဲဆိုဥကာလေးလည်းပါဖို့မတိကြဘူးမိုင်နူးကလည်းမတိကြသေးဘူးဗျာယာတီကုန်ကန်ဒီမှပြန်လာမယ်ဆိုတော့ကျွန်တော်တို့ကွင်းလယ်မှာရွေးချယ်စရာဆိုလို့ Bruno Fernandes ရယ်ကျွန်တော်တို့Toby Collier ရယ်ကျွန်တော်တို့ထားပါတော့ Casemiro ရယ် Eriksen ရယ်ဒီ၄ယောက်ပဲရှိတယ်ဟိုတနေ့ကအာဆင်နယ်နဲ့ပွဲမှာတော့လို့ပွဲထုတ်လာမလားကျွန်တော်အကြိုက်ကတော့ဟိုတနေ့ကပွဲထက်ဆိုင်ဥကာဒီပါခဲ့မယ်ဆိုဥကာဒီနဲ့ကက်စမဲရိုကိုကွင်းလဲအထိုင်မှာထားပြီးမှကျွန်တော်တို့ဘာမှသုံးစားမရတဲ့ white land ကိုဟိုကျွန်တော်တို့ line up မှာပွဲအစမှာလုံးဝအောက်ပြီးမှကျွန်တော်တို့ Zessi ကိုနံပါတ်9ရိုတင်မယ်ကျွန်တော်တို့ရဲ့အချစ်တော် Bruno ကိုလုံးဝနံပါတ်10ရိုကိုNero နံပါတ်10ရိုပြန်ထားမယ်ပေါ့နော်လုံးဝ deep line တောင်မှ deep line ကျွန်တော်တို့ကွင်းလဲအဖြတ်ကနေတောင်မှဟိုတွင်းကိုတွေတွင်းနေကျွန်တော်တို့တကယ်နံပါတ်10ရိုရောက်ရင်ကျွန်တော်တို့ရဲ့လေးဒီစစ်တီလေးတိုင်းအားနဲ့ညီမရဲ့ Bruno ခြေစွမ်းပြမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ဟိုတောင်မန်မာတွေဘယ်သူပါမလဲတောင်မန်မာတွေဆိုခါနာချိုရှိမယ်ကျွန်တော်တို့ဟိုဘယ်သူထားမလဲပေါ့နော်ဒူကူပါမယ်ကျွန်တော်တို့ဟွာပါမဇာရာပါမယ်တိုက်စစ်ကကြတော့ကျွန်တော်ဇက်စီပေါ့နော်အဲ့လိုပွဲထွက်လာမယ်လို့တော့ထင်တယ်ဒါကတော့ကျွန်တော်ခက်မှန်းတဲ့ဟိုပွဲထွက်လူစင်းပေါ့နော်ကြေးသဘောတရားလေးကိုကြည့်ကြည့်အောင်ကြေးသဘောတရားရကျွန်တော်တို့ Manchester United ကနော်အခုဟိုတပွဲဟိုဂျားထဲမှာအခုလက်ရှိပေါက်နေတဲ့ကြီးက level 100ရှုံးတရေကြရင်ကိုအပြည့်ရှုံးမဲ့အနေထားဂိုးပေါင်းကြီးကတော့ဟို2.50နှလုံးရွှေ့50ရှုံးမဲ့အနေထားပေါ့နော်ဟိုစီဗီလာရဲ့အခြေအနေလေးကိုကျွန်တော်တို့တွားကြည့်ကြည့်မယ်ကြေးသဘောတရားရကြည့်ပဲစီဗီလာကကျွန်တော်တို့ဂျားထဲမှာကန်နဲ့စီဗီလာတော့ဖြစ်နေဆိုစီဒက်ကဂျားထဲမှာကန်နဲ့ကျွန်တော်တို့သူတို့ရဲ့စပိန်လာလီဂါပွဲမှာစီဗီလာကိုရှုံးခဲ့တယ်ပေါ့နော်စီဗီလာကိုရှုံးခဲ့တယ်ဘာလို့လဲဆိုတော့အဲ့နေ့တုန်းကကျွန်တော်တို့ဒီယူရိုပါလိအခု United နဲ့တွေ့မဲ့ပွဲကိုအာယုံစိုက်ချင်လို့ထင်တယ်ကျွန်တော်တို့အရန်ကစားသမားတွေအများစုနဲ့ပွဲထုတ်ခဲ့တယ်ဒီယူရိုပါလိကျွန်တော်တို့ United မှာလာကန်မဲ့အနေထားမှာကျွန်တော်လူဆောင်တက်ဆုံတယ်အင်ပြည့်အားပြည့်လာကန်မယ်လို့ထင်တယ်ပေါ့နော်ဘာပဲပြောအိမ်နေကြရင်ပေါ့နော်အိမ်နေကြရင်ကျွန်တော်တို့ Man U မလွယ်ပါဘူးဗျမလွယ်ပါဘူးဘာလို့လဲဆိုစပိန်အသင်းနေနဲ့ဆိုအများတန်းကျွန်တော်တို့စပိန်ကုန်းလို့ပြောခံရလာအောင်လို့ကျွန်တော်တို့ United ကစပိန်အသင်းနေနဲ့တွေ့ရင်ခြေနေဆိုးတယ်ကျွန်တော်တို့ခြေနေဆိုးတော့ကြတော့ဘယ်လောက်ထိခြေနေဆိုးလဲဆိုကျွန်တော် head to head လေးတွားကြည့်ပဲပေါ့နော်ကျွန်တော်တို့နှစ်သင်းကြားမှာတွင်းကိုးတွေများများဆဆမတွေ့ခဲ့ရဘူး1-1ရှိမယ် 0-1 ရှိမယ်0-0ရှိမယ်ပေါ့နော်အနည်းဆုံးနောက်ဆုံးတွေ့ခဲ့တဲ့6ကြိမ်မှာပေါ့နော်1-1 0-1 0-1 0-0 0-4 0-0ဟိုဒါတွေပဲဟိုကြုံတွေ့ခဲ့ရပါတော့ဟိုအဖြစ်ရလက်တွေကအဲ့လိုပဲထွက်ခဲ့တယ်ဟိုဘယ်လိုပြောမလဲလက်ရှိ Man U ခြေစွမ်းအနေထားလုံးဝ Old Trafford မှာဆိုဗျာအဝေးကွင်းမှာဆိုကျွန်တော်တို့နည်းနည်းယုံကြည်လို့ရသေးတယ် Old Trafford ရောက်လာရင်တော့ကျွန်တော်တို့ United ကစားသမားတွေကဘယ်လိုလဲမသိကြောင်ပြောက်ကုန်တာလားဘာလဲမသိဘူးဗျာယုံကြည်လို့မရဘူးဟိုရလက်တွေကနှိမ့်လိုက်မြင်းလိုက်အတက်အကျကျန်းတယ်ဗျာအဲ့အတွက်ကြောင့်ဟိုကျွန်တော်တို့ယုံကြည်လို့မရဘူးပေါ့နော်ဟိုကြေးသဘောတရားရကြည့်ရင်တော့ Man U ကမိနစ်90မှာတော့မနိုင်လောက်ဘူးထင်တယ်မနိုင်လောက်ဘူးထင်တယ်ပေါ့ဒါပေမဲ့ကိုကြိုက်တဲ့အသင်းကိုဟိုနိုင်စေခြင်းနဲ့ဟိုပင်လယ်တီထိရအောင်တော့ဆွဲမသွားစေခြင်းပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော် view ဟာဘိုင်းမှာသွားကြည့်ရင်လဲကျွန်တော်တို့ဘယ်လိုပြောမလဲအခုလက်ရှိအနေထားအရကျွန်တော်တို့နီးပြရဲ့ကစားကွက်မှာအံဝင်တဲ့ကစားသမားတွေမရှိလောက်ရှားနေတဲ့အတွက်ကျွန်တော်
ဟောတံပြန်ကောင်တာကိုပဲအာဆင်နယ်နဲ့ပွဲလို့သုံးတယ်လို့မျိုးပဲကျွန်တော်နီးပြ MORN ကသုံးလာမယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့သူလိုချင်တဲ့ကစားသမားတွေမရသေးဘူးဗျာအခုလောလောဆယ်အသင်းကိုအကောင်းဆုံးအခြေအနေရောက်ဖို့အတွက်ဒီကစားကွက်နဲ့ဒီလူစင်းကဒီတံပြန်တိုက်စစ်ကအကောင်းမွန်ဆုံးလို့ပဲထင်တယ်ပေါ့နော်ကျွန်တော်အမြင်ဆိုစီတက်ကလုံးဝကြည့်ရမလားနီးစနစ်ပိုင်းစပိန်အသင်းနဲ့ကိုက်ညီအောင်သူတို့နီးစနစ်ပိုင်းကလုံးဝကျွယ်ဝတယ်ဘောလုံးကိုကင်ကစားမယ်လုံးဝကြည့်ရမလားစပိန်အသင်းပြီဗျာတစ်ချက်ထိ touch ball လေးတွေကျွန်တော်လုံးဝswitching play တွေနဲ့လုံးဝအလန်းကြားကစားသွားမယ်လို့ထင်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ပြောခဲ့တယ်ကွင်းလေအဖြတ်မှာကစမဲရိုနဲ့ဥကားဒေးကိုထားစေခြင်းတယ်ဆိုတာကသူတို့ကြော်ဖြတ်လာတဲ့အရာတွေကိုကျွန်တော်တို့ကွင်းလေကစားသမားနှစ်ယောက်ကရှေ့ကနေခန်းစစ်ရှေ့ကနေမရက်တီပြီးဖြတ်ထုတ်နိုင်ကျွန်တော်တို့အတွက်ဘယ်လိုပြောလဲမျှော်လင့်ချက်ကောင်းရလက်ကောင်းတွေထွက်နိုင်မယ်လို့ထင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်ကအဲ့လူစင်းကိုကြားမိတာပါ။ဘာဖြစ်လို့နောက်ဆုံးအချုပ်ကိုကြည့်ရရင်တော့ကျွန်တော်တို့ Old Trafford မှာကျွန်တော်တို့ဂျာရာဘရင်းနီညမှာကန်ပါပါ။ဂျာရာဘရင်းနီညတောက်ကြနေမနက်2နာရီခွဲမှာကန်ပါပါခင်ဗျာ။ကျွန်တော် Europa League ဒုတိယအကြော့ပါ။ကျွန်တော်ကတော့ main fan ဖြစ်တဲ့အတွက် Man U ပဲအားပေးပါမယ်။ဒါပေမဲ့လောင်းစားလုံးမဲ့ညီကိုတွေကတော့အဲ့ဒီပွဲကတော့ဂိုးပေါ်မယ်လို့မထင်ဘူးပေါ့နော်ဂိုးအောက်မယ်လို့ပဲထင်ပါတယ်ကျွန်တော်ထင်ရတော့ပေါ့နော်ဂိုးပေါင်းဈေးကလည်း2.50ဆိုတော့အဲ့ကြီးကဂိုးပေါ်မှုနည်းနည်းနဲတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့် Z1 ZZ ထားတော့ Man U9 လဲ 1Z Sociedad 9လဲ 1Z တော့မ1-1ကျသွားနိုင်တယ်ဒါပေမဲ့အချိန်ပိုရောက်မှနိုင်သွားတာတို့ပင်လယ်ဒီထိဆွဲခေါ်သွားတာတို့အနေထားလဲဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒါပထမဆုံးကျွန်တော်ရဲ့ပွဲကြိုသုံးသက်ချက်တွေပေါ့နော်ကျွန်တော်သုံးသက်ချက်တွေကလိုအပ်ချက်တွေလည်းရှိကောင်းရှိပါလိမ့်မယ်။ဘာဖြစ်အားပေးတဲ့တယောက်ချင်းစီတိုင်းအောင်ကျွန်တော်ဒီညနေမှာအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အခုလောလောဆယ်တော့ကျွန်တော် YouTube channel တွေTikTok channel တွေမထောင်ရသေးဘူးကျွန်တော် Facebook account လေးကပဲတင်ပေးသွားမှာဖြစ်လို့အားပေးကြတဲ့တယောက်ချင်းစီတိုင်းအောင်အားလုံးပဲအထူးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေလည်းကျွန်တော်ထပ်ပြီးမှကြိုးစားပြီးမှတင်ဆက်သွားပါအောင်မယ်လို့ကျွန်တော်ဒီညနေမှာကြိုတင်သတိပေးပြစေအားလုံးပျော်ရွှင်ချမ်းမြေ့တဲ့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဒီညနေမှာဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။